ဘယ်လိုဟန်ဆောင်ထားလဲကိုရိပ်မိတယ်တကယ်မှတော့ကိုချစ်သားပဲအန္တရာယ်ရွှေခုနှုတ်တော်လေးကကွယ်အပြေတော်လဲဆိုနေခြင်းတလို့ပြောတော့မယ်စကားလေးကိုထိမ်မထားနိုင်တာရဲ့လောက်ရွာကနေပြီးမှကွယ်ပြောတော့မလို့တကယ်ကြာရှည်စွာသာတိတ်တိတ်ကလေးတော့မနေနိုင်ပါတနေ့ကြရင်သာဖွင့်ဟာလာမှကိလုခလွှတ်ချစ်စကားများအဆောင်လာဟာစိတ်ကပင်ပန်းလာတယ်ဆိုလေးလည်းဖွင့်ဆိုလိုက်ကွယ်ဒီတာရနှုတ်ခမ်းလေးချစ်သွေးကကျွဲကိုချင်းဆောင်ရင်ပါတယ်ပရမသွေးနဲ့ရီရှုလဲတဲ့ယမင်းတို့လာဆုံးဝဲပန်းဝီရီချိုးစကားလေးတွေပြီးတော့ဖြေလွှာရဲ့ကြာရှည်စွာသာတိတ်တိတ်ကလေးတော့မနေနိုင်ပါတနေ့ကြရင်သာဖွင့်ဟာလာမှခိလုခန့်လွှတ်ချစ်စကားများစေတနာရှင်သာမန်ကစီမန်ဖြစ်ရင်ကိုရမမုံရဲ့နိုင်ပါတယ်တကယ်ချစ်တော်ရဲ့ရောင်မြချေပြစွာနဲ့ပေးတာတွေနှုတ်ခုံးများကပြောဖို့တောင်မလိုတဲ့မနေ့ညကယူရထွေးပိုက်ထားတော့ကွယ်အခန်းလေးများရဲ့ဖြည့်ပေးတာဘယ်လိုဟန်ဆောင်ထားလဲကိုရိပ်မိတယ်တကယ်မှတော့ကိုချစ်သားပဲတန်တာနေရွှေခုံနှုတ်တော်လေးကကွယ်အပြေတော်လဲဆိုနေခြင်းတလို့ပြောတော့မယ်စကားလေးကိုထိမ်မထားနိုင်တာရဲ့လောက်ရွာကနေပြီးမှကွယ်ပြောတော့မလို့တကယ်ကြာရှည်စွာသာတိတ်တိတ်ကလေးတော့မနေနိုင်ပါတနေ့ကြရင်သာဖွင့်ဟာလာမှခိလုခန့်လွှတ်ချစ်စကားများအဆောင်သာဟာစိတ်ကပင်ပန်းလာတယ်ဆိုခြင်းလည်းဖွင့်ဆိုလိုက်ကွယ်ဒီတာရနှုတ်ခမ်းလေးချစ်သွေးကကျွဲအခုချစ်ချင်းဆောင်ခြင်းပါတယ်ပရမသွေးနဲ့ရီရှုံးလဲတဲ့ယမင်းတို့လာဆုံးဝဲပန်းဝီရီချိုးစကားလေးတွေပြီးတော့ဖြေလွှာရဲ့ကြာရှည်စွာသာတိတ်တိတ်ကလေးတော့မနေနိုင်ပါတနေ့ကြရင်သာဖွင့်ဟာလာမှခိလုခန့်လွှတ်ချစ်စကားများစေတနာရှင်သာမန်ကစီမန်ဖြစ်ရင်ကိုရမမုံရဲ့နိုင်ပါတယ်တကယ်ချစ်တော်ရဲ့ရောင်မြချေပြစွာနဲ့ပေးတာတွေနှုတ်ခမ်းများကပြောဖို့တောင်မလိုတဲ့မနေ့ညကယူရထွေးပိုက်ထားတော့ကွယ်အခန်းလေးများရဲ့ဖြည့်ပေးတာ